မလေးတောင်းတူမလေးရဲ့တနေ့သားအပိုင်းတစ်ညမ်ညမ်အဒီနေ့ကျောင်းတက်ကမှာပဲဖိုးထားရမယ်ကဲငါမျက်နှာလေးတက်တက်ပြောမျက်နှာမတက်တော့ပါဟာငါရေချိုးရင်းနဲ့ပဲတခါရဲ့မျက်နှာတက်လိုက်တော့ကဲမနေ့ဖိုးဖီလေးငါဖတ်တော့လို့ငါရေကချရမယ်ကဲကဲရေလဲချုပ်ပြီးတော့ရေဆိုတော့ငါ့ကိုအားလေးပါလေးသွားလိုက်ကမယ်သွားလိုက်ရောပါမယ်ကဲဦးစားလေးလိုက်ပါဦးမယ်ငါဒီနေ့ကျောင်းတက်ကမှာဆိုတော့ကျောင်းဝတ်စော်လေးရောငါဝတ်လိုက်တော့မယ်ဟာကျောင်းမှာရောဘယ်သူမှမရောက်ကြသေးဘူးထင်တယ်အတော့ငါဖာပြေလေးဖားလိုက်ပါဦးမယ်ဖာပြေဖားပြီးတော့လို့အမငါ9နိုင်ခွဲသေးဆိုလို့ရှိရင်လေဒီပလေးထိုင်ကြည့်နေမှာကွယ်ဖားလိုက်ပါဦးမယ်ငါဒီဟင်းလေးဖားလိုက်မယ်ဒီဟာလေးကတော့တော်တော်ကောင်းတယ်လို့ပြောကြပြီဟာငါလေးဒီလေးကိုတနေ့ကမဝယ်ပြုံးလေးဒီလေးဖားကြည့်လိုက်မနေ့ညရောဝယ်ရနေ့ရဖားလိုက်ပါဦးမယ်ကောင်းနေရောပဲနေ့ရောဝယ်ထားရလေးอ่ะငါလည်းကောင်းလာဆိုတော့ငါလည်းဒီမှာကိုယ်လောက်ဖားလို့ရအောင်လို့ငါလည်းလုံကြီးလေးပါလေးကြည့်လိုက်ပါဦးမယ်ဒါနဲ့ကိုယ်ရောကြည့်ပါဟာနောက်ရက်တည်ကြမှာပဲကြည့်အောင်မယ်ငါပိတ်ထားမှာအေးလားပြောကဲငါတစ်ပီလေးတွားကြည့်လိုက်ပါဦးမယ်6နာရီအခုမှလေး6နာရီ4ဘက်လေးပဲရှိတယ်ပေါ့တစ်ပီတော့ကြည့်လို့ရမယ့်အချိန်တော့လောက်သေးပါဟာတော်တော်ကြီးပြကောင်းတာပဲဟာဒီကားလေးဒီတီဗီကတော့အဝေးရကြည့်လို့ရှိရင်တော့မမြင်ရပါဘူးပါလို့မသိဘူးမြင်ရလားမမြင်ရလားဒီကတုံးကတော်တော်ကောင်းတာပဲဟာငါတော်တော်လေးရဗလေ6နိုင်ရီတောင်မှကြော်နေပြီပဲဟုတ်ပါဘူး6နိုင်5ဘက်3တော့ဖြစ်နေပြီပဲမပိုးလေးငါ့မိထားခဲ့တယ်မပိုးတတောင်းနဲ့ငါယူလိုက်ပါမယ်ကဲငါ့ပူဖီတောင်းခေါ်လိုက်အောင်မယ်ပူဖီတောင်းလေးလာခဲ့ပူဖီတောင်းလေးချက်ပြလေးဟဲ့ငါအပြင်ရငါရဲ့တူမကြောင်မလေးရဲ့အတိုင်းပဲပုံဖန်နဲ့တူပါရဲ့တူမတူလို့နာမည်ပေးလိုက်ကဲတူလေးငါနဲ့တော့နာမည်ပေးပြီးတော့ကဲငါចောင်းသွားမယ်အချိန်တော့ရောက်နေပြီပဲចောင်းအမြန်သွားရမယ်နှမဖို့လို့ရှိရင်ငါចောင်းမရောက်ခံအရိုက်ခံရအောင်မယ်လိုက်ပါဦးမယ်လမ်းရှောက်သွားတော့ဟာဒီတိုင်းပဲသွားလိုက်တော့မယ်ဟုတ်ပါဘူးဖပိန်းနဲ့မသွားတော့ဟာဗျာကဲတခြားလူရောက်နေကြပြီလားမသိဘူးဟာမရောက်ပါဘူးနေလို့တော့ဖူတောင်းထားရမှာပဲရောက်လို့ရှိရင်ငါလည်းဟိုရောက်လို့ရှိရင်ရိုက်ခံရမှာဖီယမလေးကိုတွေ့ပြီဖီယမလေးဘာဖြစ်လို့အလောတက်ကြီးပြေးလာလဲငါ့ကိုလာမပြောနေနဲ့ငါမှနောက်ကျနေပြီလားမသိဘူးအချင်းမဘာကြီးဖြစ်ကုန်ကြလဲဖီယမလေးကလည်းငါ့အရေးမထားဘူးချားလို့လာခဲ့ငါလည်းအတူတူသွားမယ်လေမသွားချင်ပါဘူးဟာငါနင့်ကိုဟိုတနေ့ကမခေါ်ချင်ဘူးဖြစ်နေငါ့ကိုဘာဖြစ်လို့မခေါ်ချင်တာလဲသူ့ကိုလည်းငါလည်းဘာမှမလုပ်ထားဘူးငါတငယ်ချင်းပဲအရှိမသူဘာလို့လဲမသိဘူးလားမမဒီတိုင်းနဲ့ပြေးငါလည်းအတူတူသွားမယ်လေတောင်းကနေသွားချင်တော့ပါဘူးဟာငါပိုင်ငါပဲတယောက်တည်းသွားမယ်အေးပြီးရောကဲဒီဘက်ကနေပတ်သွားမယ်မင်းတော်သေးအကြောင်းကြီးမမြင်လို့တော့ကြီးမမြင်တော့ငါဒီဘက်ကနေတက်သွားလို့မရဘူးပဲမင်းငါနှမ်လို့လို့ရှင်ကြောင်းထောက်ခံမှာကဲမြန်သွားမှာရှိမှာဘာတူလဲမသိဘူးမရက်လုံနေဘာရက်လုံနေငါတို့ကြောင်းကနေရဟောတူလည်းမသိဘူးငါလည်းနာမည်လည်းမေ့သွားကဲငါအမြန်သွားမှာချားလို့အခန်းထဲမှာရောက်နေကြတယ်ဦးနော်
သူတို့ကတော့အပြင်မှာပဲကြံခဲ့ကြတာပါငါတယောက်တည်းပဲစကိတ်လေးတော့ဖိလိုက်ပါဦးမယ်သူတို့အထဲမှာဝင်လာပြီအော်သူတို့လာနေကြပြီဟာအော်နင်းတို့ညကတူပန်းနေကြတာကိုငါမခေါ်ချင်ကြဘူးပေါ့အေးဟုတ်တယ်နင်းမခေါ်ချင်ကြဘူးနင်ကမင်းရလဲငါနဲ့ဖော့မယ်ဆိုလားလဲနင်ကမဖော့ဘူးလေငါအဲ့ဒါ6ရောက်နာနေလို့ပါဟဲ့6ရောက်ကြီးအရန်ကိုက်နေလို့ပါအကြောင်းမလို့တောင်းမှမှာရဲ့ဟာမရဘူးနင်ကလည်းငါလည်းမခေါ်ရဘူးဟဲ့ငါတို့နဲ့တပကားလာမပြောနဲ့ဟာဟဲ့ငါရှိရဖာပဲငါရှိရဖေးပေးဖန်နင်းကိုမမြင်ချင်ဘူးဟဲ့ငါရှိရဖေးပေးလို့ပြောနေရနော်အေးပြီးတော့ဟာငါအဲ့လိုမျိုးကောင်းမွန်နဲ့လာမပြောနဲ့နင်းကငါမခေါ်ပါဘူးဘာမှဟာအေးလေးတောက်လိုက်ပါမယ်တယောက်တည်းကေအေးလေးတောက်တာလေကောင်းမခဏလေးပဲတောက်လိုက်ရဟာမဖျားကြီးဘာလုပ်နေလဲမသိဘူးဘာလုပ်နေရလဲရှင်ဖျားဘာမလုပ်ပါဘူးကွာငါပါလေငါဒီမှာလမ်းမလို့ငါပါလေငါဒီမှာလောက်ရှုံးနေလို့ကွာတော့ညနေကြမှာပဲမင်းတို့ငါကွန်laptop လေးငါအင်္ဂလိပ်ပြီးနေတင်ပေးမယ်တော့အခုမင်းတို့နဲ့မဖိုင်ဘူးတော့ဖန်ဟာငါ့ကိုလည်းအကောင်လုံးမှောင်းနှင်းထုတ်နေကြဟာတော့ငါလည်းဘယ်သူမှမခေါ်ကြဘူးဒီနေ့ကအကြောင်းထဲမှာလုံနေရပဲတော်လေးနေတယ်ဟိုကနေဟိုရောက်နေကြပြီရဆရာရောက်လာပြီအဖိုင်ရမယ်ကဲတော့တမီးဒီမီးနဲ့လေးကိုလိုက်ပြီးတော့ရေးကြတော့ဒီမီးနဲ့လေးကငါးရမှာလုံးဝလေးတန်းမှာလုံးဝအတုံးဝင်ဘမဲဒီမီးနဲ့လေးကိုတေချာမှတ်ထားရမယ်မီးနဲ့နေဆိုတာမီးနဲ့နေဆိုတာအတန်းတိုင်းမှာပါရဲ့ဒါပေမဲ့အကြီးတန်းနေ6တန်း10တန်းနေ12တန်းနေ10တန်းနေကြတော့သူတို့ကကြကလေးမဟုတ်တော့မပါကြဘူးကဲမင်းတို့4တန်းဆိုတော့လိုက်လောက်ကြနော်4တန်းအင်္ဂလိပ် speaking ပါရဲ့ကွာဟုတ်ကဲ့ပါဆရာမsorry မကြလို့ဟဲ့နင်ငါ့ကိုဘာပြောရဲဘာလို့လဲငါ့ကိုပြောဆရာမကအနောက်ကပါဝမ်းလေးနဲ့ဒီကောင်းမလေးပါရှင်ဟဲ့နင်ငါ့ကိုဘာပြောလိုက်ကြလဲငါမပြောမိရဟာဟုတ်တယ်လေနင်ကငါ့မခေါ်ဘူးလေအဲ့တော့ကြောင့်ငါလည်းနင်ပြန်ပြောမှာပေါ့ဟဲ့တော်ကြတော့ဟိုကောင်မလေးငါ့ကိုပါဆရာမကြီးဖြော်လိုက်တယ်ဟုတ်လားငါအချောင်းမကြီးလားဟဲ့ဟာငါ့ကိုအတန်းတိုင်းလိုက်ကြီးနေကြပြီနော်မရပါဘူးခင်ဗျကြည့်တော့မင်းတို့အဖေဟဲ့နင်ငါဘာဖြစ်လို့တန်လိုက်ကြလဲငါဘာလဲငါရောင်ကြောင်ဖြစ်နေလို့ပါဖကမဘာဖြစ်လဲနင်လည်းငါမခေါ်မဟုတ်လားငါလည်းပြန်ပြောမှာငါကပြောပြီးသွားရင်နော်ငါ့ကိုလာမပြောနေတော့အလားဒီကကြလို့ရှိရင်ငါចောင်းကြီးနဲ့ပဲတိုင်ပြမှာဘာចောင်းကြီးမှာငါ့ကိုတိုင်ပြောမှာရပါနင်ကငါစကားနဲ့မပြောမယ်နင်လာခေါ်လဲငါနင်ကိုပြန်မခေါ်တော့နင်ကငါပဲတော့ခေါ်မယ်လို့ပြောလို့လဲဟဲ့တော်သူ့လိုမျိုးလူနဲ့လည်းငါလေးပေါင်းချင်မအောင်ဟာသူ့လိုနဲ့ပေါင်းနေငါလည်းသူ့လိုဖြစ်သွားအောင်ဟဲ့ကဲရေးကြကလေးတို့ခဏနေဆရာမလေးဝင်တော့မဲကွဟုတ်ကဲ့ပါဖေရနင်တော့ရေးမရမယ်ခဏနေဆရာမလေးဝင်တော့မဲတဲ့ဆရာမလေးဝင်တော့ဖကောက်တင်မိမယ်လို့တော့ငါတနေ့တော့မေးထားရဲ့ဆရာမအခုဒီလအတွင်းဖကောင်းလေးတင်မိမယ်တဲ့ကဲအတော့ညလိုနဲ့12နာရီတော့ကျော်တော့ပါပြီရှင်12နာရီကျော်တော့ရွေးရငါဘာ
ဖိုက်ဖာလိုက်တာငါတို့ရှိမှသွားတောက်ဖာအောင်မယ်ဟဲ့ငါအဲ့ဒါလေးနည်းနည်းကြည့်ပါလားငါရှိမှသမင်းကြမပါလားလို့လေဟဲ့ဟိုနင်းကိုလေငါသူမချခင်ငါအမြင်ပြောလိုက်မယ်နော်သူကနင်းကိုမခေါ်ခိုင်းဘူးကဘာလဲဟိုမဟုတ်ပါဘူးသူကငါ့ကိုပြောတယ်ဟဲ့ဟိုဘာလဲဟိုကမလို့မခေါ်နဲ့တူနဲ့နင်းငါလည်းမခေါ်ဘူးတဲ့အဲ့နင်းကိုခေါ်လို့မရဘူးကဒါမဲ့ငါနင်းကိုတော့သူမရှိကခေါ်ပါရဲ့ကကျွေးလို့မရဘူးအဲ့ဒါသူမြင်သွားမှာဟဲ့လားဟဲ့သူကလည်းငါ့ကိုလည်းဘာမှမလုပ်ဟဲ့ရှေ့ဟိုနေရငါဘာအတင်းပြောနေကြတယ်ဘာမှပြောပါဘူးကနင်းကိစ္စနဲ့နေရနော်ငါဖိတ်တူလိုက်ငါထားဖောက်တော့မှာနော်သူကလည်းဟာရောငါဘာမှမလုပ်ဘူးလို့ပြောထားပြီးပြီလေငါနင်းကိုခုနကပြောထားတယ်နော်ဘာမှန်နေလဲငါလက်ဖတ်မိသွားမယ်ကဲတွားရမယ်သူ့ကနားမထောင်တော့ကဲဒီနေ့နေ့လေးဟာတော်တာယာပဲမတာယာပေမဲ့လေကျောင်းကနေမှတကယ်လည်းမတာယာပါဘူးကတခြားလူတွေပဲတာငါဘူးဒီမှာရောလေဟိုဟာနဲ့ရန်ဖြစ်လိုက်ရတယ်အမလေးတော့သူဟာတော့ငါ့ကိုလာပြန်ချင်းချောက်ငါမြတ်ပါမှတ်နေလို့လည်းမသိအော်ဖျမလေးမင်္ဂလာပါရှင်အေးမင်္ဂလာပါတာရသမီးတို့ဖျမလေးဒီနေ့ကသမီးတို့ဘာကျွေးမှလဲဟိုငါအားကြောင့်ပင်လေရငါကြနည်းနည်းကြီးရောကွာဒါပေမဲ့တိတ်ရောထားမယ်နော်သူကခေါင်းတွေကိုလိုက်ပြီးတော့အမလေးကြိုက်တယ်ကြိုက်တယ်ဖျမလေးလောက်ပါဦးကျမကောင်လိုက်ကြိုက်နေဘာမှဖြစ်သူကကြိုက်လို့ကြိုက်ပဲကြိုက်တယ်သူကမနာဘူးကွဟုတ်ဖျမလေးကျင်းနဲ့ငါရောကြောက်လာပြီလိုက်ကြဒီငါရောမလေးငါမကရဲဘူးတော်သေးသူတို့တေးသွားလို့ဘောဖျမလေးရဲ့ကျေးဇူးပါအများလေးသူတို့ခေါက်ပေးလိုက်လို့ရပါပြီကွယ်ဟုတ်ကျေးဇူးပါဒီမှာငါကင်လေးရလာပြီအဲ့ဒါလေးငါဖားလိုက်ပါအောင်မယ်ငါကင်မကြိုက်ဘူးဟဲငါသူတို့နဲ့မှားပြီးထိုင်နေရသူနဲ့ငါမှားပြီးထိုင်နေပြောလိုက်တာသူအရှိတက်တယ်မှာထိုင်ညနေငါဘာပြောရင်ငါဖဖေးနေအောင်အဲ့လိုမပြောချင်ဘူးနော်ဘာမှပြောချင်တာလဲနင်းဖရငါ့ကိုလာဘာမှမလုပ်ဘဲနေငါလာပြောမဟုတ်ဘူးလားငါပဲလက်ဖက်လေးပဲတောက်လိုက်တော့မယ်ငါကိန်းတော့သူ့နဲ့အတူတူမဖားချင်ပါဘူးသူအရှိမသူဖားလိုက်ကြည့်ပြီးရရငါပဲလက်ဖက်လေးပဲတောက်တာကောင်းပါရဲ့ရှုခါလက်ဖက်ရည်လေးတောက်တာကောင်းရပဲကဲလက်ဖက်မတောက်တော့ကောင်းဒီဘက်လေးရှောက်ပတ်ကြည့်လိုက်ပါမယ်ကျမလေးတမီးကငါးကင်လေးမကြိုက်လို့လေးရှိရလေတမီးသူမကြားလို့တော်လေးပြောရမယ်သူကတမီးကိုမခေါ်ဘူးရဲ့မနေ့ကသူနဲ့လိုက်မဖော်လို့ရဲ့အဲ့တော့တမီးကိုမခေါ်အဲ့နဲ့သူ့အရှိမှတမီးလည်းမဖားချင်လို့ပို့ပြီးသူဖားရကြည့်ပြီးယူလို့အဲ့နဲ့တမီးလည်းငါးကင်မဖားတော့လေအေးပြောငါကြည့်မဖားတော့အဲ့နဲ့တမီးပါလိုက်လက်ဖက်ရည်လေးပဲတမီးပါနေတမီးထတောက်လိုက်တယ်ကြည့်လားဖျမဟိုဒါမကြိုက်လို့မဟုတ်ဘူးနော်အေးတိပါရဲ့ကွတမီးရဲ့သူနဲ့သူအနောက်သူကနေပြီးငါအနောက်ကလာတဲ့သူနဲ့မြခေါ်ရထင်တယ်နော်မသိငါကဒီမှာခဏထိုင်ရတာဗောငါလည်းဒီမှာပဲထိုင်ရမှာဗောသူတော်မှငါလိုမျိုးဒီအရှိမှမထိုင်ရဘူးတဲ့ငါတော့ပြောလိုက်ပါဦးမယ်တငယ်ချင်းနေဘာရော
ငါလေးအဲ့ဒါလေးငါအရှိမထိုင်တဲ့ခုံပါလေအေးပြောလေဟဲ့သူမကြားလို့ပြောဟဲ့နော်အေးရတယ်ဟဲ့ထားလိုက်ရသူကြားကြမကြားကြငါအေးဖြစ်ပြောလို့ရနင်းကိုသူလည်းရန်ပြန်စားလို့ရှိရင်ငါလည်းဒီဘက်ကပါပြီမယ်အေးပြီးပါဟဲ့အားလေနေလေအရှိမလေးဗာလေငါထိုင်နေနေရမှာလေအေးပြောအဲ့နေရာမှာအမထိုင်ကိုတခုံပေါ်နေအဲ့အောင်နေထိုင်ခြင်းနဲ့အချိန်လာထိုင်လို့ရရနော်အေးဟောအေးမထိုင်မယ်နော်ဟဲ့အေးမနှက်ဖန်ဖြစ်ဒီနေ့ဖြစ်လာထိုင်ဖို့ဟာနေကြိုက်တဲ့ရက်တွေထိုင်လို့ရရဲ့ဟာအေးကဲလက်တော့နေလိုက်ပါဦးမယ်အေးကလေးတို့ကောင်းလောက်ကြနော်မင်းတို့မနှက်ဖန်ကြလို့ရှိရင်ပြောပြကောင်းတဲ့နေ့ဒီချက်ပြောပြကောင်းတဲ့နေ့ရောက်တော့မယ်မနှက်ဖန်ကြလို့ရှိရင်တငယ်ချင်းချင်းတဲ့အောင်ပေါင်းကြမယ်ဘာဖြစ်လို့လဲဆိုတော့တဲ့အောင်မပေါင်းနဲ့ကျောင်းသူကျောင်းသားတွေကျောင်းကြီးရနှစ်ပါလေကျောင်းနေပြီးထုတ်မှာတဲ့ဒါပေမဲ့ထုတ်ပြီးသွားရဲ့သူကိုတရက်ထပ်ပြီးတော့အချိန်ပိုပေးမှာရဲ့အကြီးရက်ကဘာဖြစ်လို့လဲဆိုတော့ပျော်ပြကောင်းတဲ့နေ့ဟုတ်လို့တဲ့ကွဟိုးပျော်ပြကြီးဒါပေမဲ့အကြောင်းရင်းတော့ရှိရပဲဟိုကနဲ့ငါလည်းခေါ်ရနဲ့ဟဲ့တွတ်တိုက်သူ့ကိုပြန်တော့ခေါ်မှာမမလို့ရှိရင်မခေါ်လို့ရှိရလဲအဲ့လေကျောင်းထုတ်ခံရမှာဟဲ့ငါတို့ပြန်ခေါ်မယ်လေဟမ်နင်ငါ့ကိုဘာလို့လာခေါ်ရလဲနင်ကနေငါ့မခေါ်ချင်ခေါ်ပေါ့အဖမခေါ်ဘာလဲခေါ်ရဲသူကတဲ့ဘာမှမလုပ်ပဲနဲ့တဲ့ဘယ်ရှာပြလိုက်တော့မကြောက်ခေါ်ရဲသူကဘာမှမလုပ်ပဲနဲ့တဲ့အဲ့ဒါကိုခေါ်ရနောက်တဲ့တယောက်ကပါတဲ့ပေါင်းနေကြောက်ကပါတဲ့နောက်တယောက်ကပါတဲ့ဒါလေအဖြစ်မရှိပဲနဲ့တဲ့တရားတရားကိုလည်းမခေါ်ဘူးလို့ရေကြောင်းထုံမှာရဲ့ဖမခေါ်ရဲတူနေ့ပါနေမခေါ်ရငါပါနေငါကြောင်းထုတ်နေ့ပါနေကြောင်းထုတ်ခံရမှာဟာတော်ရမယ်ပိုင်းမိုင်ဟဲ့နေပါပြောရင်ဒီပါနေသူကြောင်းထုတ်ခံရပါပြီမခံရပါတော်ပါဟာငါ့ဝင်ကွန်ပျူတာနှိပ်လိုက်တော့ပြောပြကောင်းတဲ့နေ့လေငါရဲ့တနေ့တာလေးမနေ့ကကွန်ဖုန်းသွားရမယ်ဟဲ့မနေ့ကလည်းငါတနေ့တာကြံသေးရပဲကဲကြာလိုက်တာပြဝါမပြီးသေးဘူးလားမပြီးသေးဘူးလောက်ဖန်ငါပြောနေနော်ငါထပြန်ကုန်ရပြီငါလည်းပြန်ရရမယ်ထင်တယ်laptop အချိန်တွေကိုကြာငါလည်းမသိဘူးဟာအဲ့တော့ကြာသူတို့တွိုင်းနေရနေပြီးတော့လေငါလည်းထသွားရရပါဟာကဲအကူဖင်ရမယ်ဟဲ့နေဘာလို့ကြက်တက်တာလဲထားလိုက်တော့ဟာငါဘာငါကြက်တက်ချင်ကဲလွယ်တွေယူပြီးပြန်ရတော့မယ်ဟောလွယ်ယူကဲငါမပြခင်လေကျောင်းမှာရှိတယ်ရေကူးကန်လေးတမလို့ရှင်နေစကိတ်တွေငါဖတ်စီရမယ်ယေးငါလေလူကြတော့ဒီနားလေးမှာခဏထားခဲ့ကောင်းမှမသိကဲလေးယူအောင်မယ်လို့ငါလွယ်ကိုကြောက်ဒီနားမှာပဲထားခဲ့တော့ပါမယ်ဟာလွယ်ထားရနေငါ့ရင်မတိုင်းပဲโอเคဒီနားမှာထားလိုက်အောင်မယ်ရင်ဘောငါစကိတ်သွားစီရမယ်ဟိုမှာစကိတ်ပဲငါမနဲ့တော့စီးမယ်ဆိုမစီးလိုက်ရကဲယူပြောပြဟဲ့ကိတ်ကရကောင်းတာပဲငါအပြင်မှာထွက်ပြီးလို့ရတာမသိဘူး
ထွက်ပြေးလို့မရဘူးဟိုဒီကျောင်းကြီးကတားဟာပဲဟာငမေ့နေဟာတော်တည်းမထွက်ပြေးလို့လာကဲငါလည်းခဏပဲပြေးတော့ပြေးလို့ရဖေရောရေကူးကမှရေတော့ကုမယ်ကဲအမြန်သွားရမယ်တော့ရပါဘူးဟာအမှလည်းငါတခြားတငယ်ချင်းတွေငါရဲ့တငယ်ချင်းတွေနီရောတခြားနီရောဟာတမီရောဟာကြရောနီရကြောက်တတ်တယ်ဒါပေမဲ့ငါနဲ့ကြတော့တိတ်ပြီးမတည့်ဘူးဟာဟိုကငါ့ကိုခေါ်နေလို့ပြောထားပြီအဲ့ငါနီကလည်းမပန်းရတော့သူနဲ့ငါနဲ့အချစ်ပေါင်းတငယ်ချင်းဟာပွင့်မင်းတို့ကလည်းကြောင်းမလာကြဘူးအဲ့တော့ကြလည်းငါတယောက်လေးရုံကူးချင်မှာဟာခက်သွားအောင်မေကျမကတမီးပြန်ပြီနော်နေရာငါ့ကိုပြန်လာအဖတ်ဘာတွေလိုက်ပြောနေရလဲဟေးကဲပြန်ပြီးလာလို့ရှင်နော်ငါနဲ့တော့ဖောထားတာပြီးတော့အိတ်ကမယ်ကဲရောက်ပြီလေဒီထားပြီးအိတ်တော့မယ်ကျန်တို့မလေးရဲ့တနေ့ကအပိုင်း1ပြီးဖုန်းတော့ပါပြီရှင်အပိုင်း2လေးကိုလည်းဖတ်တင်ပေးပါမယ်